ကဲပါကျွန်တော်မိတ်ဆွေတွေကိုဒီတစ်ခါကျွန်တော်မိတ်ဆက်ပေးချင်တာက application လေးတစ်ခုပါသူကအခုကျွန်တော်မြန်မာနိုင်ငံမှာဖြစ်နေတဲ့လူပျောက်တာတွေဖုံးပျောက်တာတွေဒီကိစ္စတွေအတွက်ကျွန်တော်ဒီလူကဘယ်နှရှိနေတယ်ဆိုတာကိုရှာလို့ရတယ်ဖုံးပျောက်ရင်လည်းဒီဖုံးကဘယ်နှရှိနေတယ်ဆိုတာကိုကျွန်တော်တို့ရှာလို့ရတယ်အဲ့ဒီအတွက်ကျွန်တော်တို့အများကြီးအသုံးတဲ့လိမ့်မယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ခုကကျွန်တော်တို့နိုင်ငံခြားမှာရောက်နေရင်လည်းကျွန်တော်တို့ငွေချင်းတွေမိတ်ဆွေတွေမိသားစုဝင်တွေပေါ့တယောက်ကအပြင်ကိုသွားနေရင်ဒီတယောက်ဒီဘယ်မှာရှိနေတယ်လဲဒီတယောက်ကတော့ဒီနေရာမှာရောက်နေတယ်လဲအသက်သေးရှိတယ်ဆိုရင်ဒီ application လေးကိုသုံးပြီးတော့ရှာလို့ရပါတယ်အဲ့ဒီ application လေးကိုတော့ကျွန်တော်တို့ကအင်တာနက်ရှိမှပဲဖွင့်ထားမှပဲသုံးလို့ရပါတယ်အင်တာနက်မရှိဘူးဆိုရင်တော့ကျွန်တော်သုံးလို့မရပါဘူးဒီကောင်းနဲ့ဘာတွေကြည့်လို့ရတယ်ကျွန်တော်တစ်ချက်ကြည့်ကြအောင်အခုဒီမှာကျွန်တော်တို့တွေ့ရတဲ့လူ၃ယောက်ပေါ့လေဒီမှာပြန်တွေ့နေရပါဒီလေးတယောက်ဒီမှာဆိုင်ကယ်စီးပြီးထွက်သွားတယ်သူဘယ်လောက်ကီလိုနဲ့စီးသွားတယ်ဆိုတာကျွန်တော်တို့တွေ့နိုင်တယ်နောက်သူဘယ်နှမ်းကြောင်းကနေဘယ်ကိုသွားတယ်ဆိုတာလည်းကျွန်တော်တို့တွေ့နိုင်တယ်အဲ့တော့သူသွားတဲ့လမ်းကြောင်းကိုလည်းသိမယ်သူဘယ်လောက်ကီလိုနဲ့မောင်းသွားတယ်ဆိုတာလည်းကျွန်တော်တို့ဒီနေရာကနေပြီးတော့တွေ့နိုင်တယ်ပေါ့ဗျာနောက်တစ်ချက်ကဒီမှာကျွန်တော်လူတွေရှိနိုင်တဲ့ location ပေါ့လေဖုန်းတွေလူတွေရှိနိုင်တဲ့ location ပေါ့အဲ့ဒီမှာဒီမှာကျွန်တော်တို့ဒီ MA ဆိုတဲ့တယောက်ကိုကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာသူရှိတဲ့ location ကိုကျွန်တော်တို့နေရာကိုကြည့်မယ်ပေါ့အဲ့ဒါကိုကျွန်တော်တို့ကနေ Google Map ကိုထောက်လိုက်မယ်ထောက်ပြီးတဲ့အခါမှာကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့နဲ့9မိနစ်အကွာမှာဆိုရင်သူရှိနေတယ်အားကြောင့်ကျွန်တော်တို့သူရှိတဲ့နေရာကိုဒီ application လေးရနေပြီး Google Map ကိုGoogle Map ကနေပြီးတော့တစ်ခါပြန်ပြီးကြည့်လို့ရပါတယ်သူရှိတဲ့နောက်တစ်ခုကကျွန်တော်တို့ဒီ application ထဲမှာဘာလို့9ယောက်ဖြစ်စေ6ယောက်ဖြစ်စေပေါ့လေကျွန်တော်ထည့်ထားမယ်သူကဒီမြို့မှာမဟုတ်ဘူးပြီးတခြားနိုင်ငံမှာဖြစ်စေတခြားနေရာတစ်ခုခုပေါ့ဒီနိုင်ငံရဲ့တခြားမြို့မှာသူရောက်နေပြီဆိုရင်လည်းအဲ့ဒီမြို့ရဲ့ဘယ်နေရာမှာဘယ်စားတောက်ဆိုင်ကသူရှိနေတယ်ဆိုတာကိုကျွန်တော်တို့ကလှမ်းပြီးကြည့်လို့ရတယ်ပေါ့လေအဲ့ဒီကမှသူ့မှာတခြားကိစ္စပါညာရှိတယ်ဆိုရင်လည်းကျွန်တော်တို့ကပြောပြပေးလို့ရတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်ဒီ application လေးရဲ့နာမည်ကတော့ GeoZilla လို့ခေါ်ပါတယ်အားလုံးအကျိုးရှိလို့ဆိုရင်အမှန်ပါတယ်ခင်ဗျာ